တခါတုန်းကရွာလေးတစ်ရွာမှာမောင်တက်ဆိုတဲ့စင်းရဲသားကောင်လေးတစ်ယောက်နေခဲ့တယ်။သူကနေတိုင်းသစ်တောထဲသွားပြီးမီးဖို့သုံးဖို့သစ်သားတွေခုတ်ကာရောင်းပြီးအသက်မွေးတယ်။တနေ့မှာတော့မောင်တက်ဟာတစ်ပင်ကြီးတစ်ပင်အောက်မှာအိုနေတဲ့အဖိုးကြီးတစ်ယောက်ကိုတွေ့လိုက်တယ်။အဖိုးကြီးကအယမ်းပင်ပန်းနေပြီးရေတောင်းတယ်။မောင်တက်ကသူ့မှာရှိတဲ့ရေနည်းနည်းကိုတောင်မနှမျောပဲအဖိုးကြီးကိုပေးလိုက်တယ်။အဖိုးကြီးကပြုံးပြီးမင်းကစိတ်ကောင်းရှိတဲ့ကောင်လေးပဲလို့ပြောတယ်။ပြီးတော့အဖိုးကြီးကတစ်စေ့လေးတစ်စေ့ပေးပြီးဒီတစ်စေ့ကိုအိမ်နောက်မှာစိုက်ပါထားပေမဲ့လောဘမကြီးနဲ့လို့သတိပေးလိုက်တယ်။မောင်တက်ကအိမ်ပြန်ပြီးတစ်စေ့ကိုစိုက်လိုက်တယ်။နောက်တစ်နေ့မနက်ရောက်တော့တစ်ပင်လေးတစ်ပင်ပေါက်လာပြီးရွှေသီးလေးတွေတီးနေတယ်။သူကရွှေသီးတစ်လုံးပဲယူပြီးရောင်းလိုက်တယ်။အဲ့ဒီငွေနဲ့မိခင်အတွက်ဆန်ဝယ်တယ်အဝတ်အစားဝယ်တယ်။ဒါကိုမြင်တဲ့အိမ်ကြီးချင်းဦးဘကလောဘတက်လာတယ်။သူကညဘက်မှာခိုးဝင်ပြီးရွှေသီးအားလုံးကိုခူးယူဖို့ကြိုးစားတယ်။ ဒါပေမဲ့တစ်ပင်